အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့ stock investment စားလုပ်ချင်ပြီဆိုလို့ရှိရင်တီချတဲ့အခြေခံအကြောင်းအရာတွေဖြစ်တဲ့ကိုရီးယားမှာဘယ် stock broker တွေကသုံးလို့ရလဲပြီးလို့ရှိရင်ငွေသွင်းငွေထုတ်ကဘယ်ဘဏ်နဲ့အဆင့်အပြေဆုံးလဲဘယ်လိုလုပ်လို့ရလဲနောက်ပြီးတော့ကိုကအခုမှ stock အကြောင်းအစလေ့လာခြင်းတဲ့လူတယောက်အနေနဲ့ဆိုလို့ရှိရင်ဘယ်နေရာမှာဘယ်လိုလေ့လာလို့ရလဲဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာမျှဝေပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ဒီ stock နဲ့ပတ်သက်ပြီးဗီဒီယိုမျှဝေရဆိုတာကတော့ကျွန်တော်လည်းအရန်တက်လို့မျှဝေရတော့မဟုတ်ပါဘူးကျွန်တော်ရှေ့ဗီဒီယိုမှာတော့ပြောခဲ့သလိုပါပဲဒီ stock မှာယင်းနှမြုပ်နှံနိုင်ဆိုတာကကျွန်တော်တို့ရဲ့ငွေတွေကိုအချိန်နဲ့အမျှတိုးပွားလာစေနိုင်တဲ့နည်းလမ်းကောင်းလေးဖြစ်တဲ့အကြောင်းကျွန်တော်မျှဝေရခြင်းပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ပြောမယ့်အကြောင်းအရာလေးကိုပြန်သွားရလို့ရှိရင်ကျွန်တော်တို့ stock မှာယင်းနှမြုပ်နှံမှုပြုလုပ်ခြင်းပြီဆိုလို့ရှိရင်သုံးလို့ရတဲ့ broker ကတော့နိုင်ငံတစ်ခုနဲ့တစ်ခုကတော့မတူကြပါဘူးကျွန်တော်တို့ကိုရီးယားမှာကတော့သုံးလို့ရတဲ့ broker ကတော့ကျွန်တော်သိရသလောက်ကတော့နှစ်ခုရှိပါတယ်အဲ့ဒါကတော့ Tiger broker နဲ့eToro ပဲဖြစ်ပါတယ်လူတော်များများကတော့ဒီ broker ဖွင့်တဲ့အဆင့်မှာတင်အဆင်မပြေလို့နောက်ပြန်လှည့်သွားကြတယ်လို့လည်းအများကြီးရှိပါတယ်ကျွန်တော်ပထမဆုံးအနေနဲ့ eToro account ဘယ်လိုဖွင့်လို့ရလဲစာရွက်စာတမ်းတွေဘာတွေလို့လဲပြီးလို့ရှိရင်ငွေသွင်းငွေထုတ်ကတော့ဘယ်လိုလုပ်လို့ရလဲဆိုတာကိုအရင်ပြောပြချင်ပါတယ်eToro account က Tiger broker account ထက်ဖွင့်ရပိုလွယ်တယ်လို့300လဲပိုလွယ်ပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကတော့ eToro ကတော့ Tiger broker လို့ trading လည်းလုပ်လို့မရဘူးပြီးလို့ရှိရင် option တွေလည်းလုပ်လို့မရဘူးနဲ့သူက investment တီးတန့်ပဲလုပ်လို့ရလို့ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကကျတော့ဒီ eToro မှာကျတော့ကျွန်တော်တို့ Bitcoin တွေကိုဝယ်လို့ရပါတယ်ဒါပေမဲ့ Tiger broker မှာကျတော့ကျွန်တော်တို့ Bitcoin တွေကိုရီးယားမှာဝယ်လို့မရဘူးပေါ့နော်ကျွန်တော်တို့ eToro account ဖွင့်လို့မယ်ဆိုလို့ရှိရင်ဘာတွေလိုအပ်လဲဆိုလို့ရှိရင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ Gmail account တစ်ခုအရင်ရှိထားရပါတယ်နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ passport ရှိရပါတယ်ပြီးတော့ကျွန်တော်တို့ID card ပေါ့နော်ကိုရီးယားလိုဆိုလို့ရှိရင်တော့ဝေကူကင်းတောင်းလို့ဂျုံရှိရပါတယ်ကျွန်တော်တို့နောက်ဆုံးအနေနဲ့ကတော့ဒီ proof of resident နေရာအတွက်ကျွန်တော်တို့သုံးနေတဲ့ဘဏ် account တစ်ခုခုရဲ့ban statement ရှိရပါတယ်အဲ့ဒါတွေရှိထားပြီဆိုလို့ရှိရင်ကျွန်တော်တို့က eToro account စဖွင့်လို့ရပါပြီကျွန်တော်ကတော့ဒီ eToro account ဖွင့်နည်းအသေးစိတ်ကတော့မပြောပြတော့ပါဘူးကျွန်တော်ဒီမှာတတိထားရမယ့်ဟာတခုပြောပြချင်တာကတော့ကျွန်တော်တို့ရဲ့ account verify မဖြစ်ခင်ကျွန်တော်တို့ deposit လုပ်တာပေါ့နော်ဒီငွေတွင်းတာလို့လုံးဝမလုပ်တင်ပါဘူးကျွန်တော်တို့တကယ်လို့ကျွန်တော်တို့ account က open မဖြစ်သေးဘဲနဲ့ကျွန်တော်တို့ငွေတွင်းလိုက်လို့ရှိရင်နောက် account ဖွင့်လို့မရငွေလဲပြန်ထုတ်လို့မရဘဲနဲ့ကျွန်တော်တို့အဲ့လိုခက်ခဲရှိနိုင်ပါတယ်ဒါကြောင့်မလို့ကိုယ့် account verify မဖြစ်ခင် deposit လုပ်တာလို့လုံးဝမလုပ်တင်ပါဘူးကျွန်တော်တို့ eToro account ဖွင့်လို့ရတော့ပြီဆိုလို့ရှိရင်ကျွန်တော်ကအခု deposit ဘယ်လိုလုပ်လို့ရလဲဆိုတာကိုကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်တခြားနိုင်ငံတွေမှာဆိုရင်တော့ deposit လုပ်လို့ရတဲ့နည်းက9ခုလောက်ရှိတာပေါ့နော်ကျွန်တော်တို့ဒီကိုရီးယားမှာကျွန်တော်2ခုပဲလုပ်လို့ရပါတယ်ဒီ credit card ဒါမှမဟုတ်လို့ရှိရင် visa card ကနေငွေသွင်းတာရယ်နောက်ပြီးလို့ရှိရင်ဒီ bank transfer လုပ်တာရယ်အဲ့2ခုပဲရပါတယ်ဒီ2024ဒီဇင်ဘာမှာတိုင်ခင်မှာတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံသားတွေဒီ visa card သုံးလို့ရတဲ့အချိန်မှာတော့ eToro ထဲကိုကျွန်တော်တို့ visa card နဲ့ကြိုက်တဲ့အချိန်မှာငွေသွင်းငွေထုတ်လုပ်လို့ရပါတယ်ဒါပေမဲ့ဒီ2024ဒီဇင်ဘာနောက်ပိုင်းကနေစပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေဒီ visa card အသုံးပြုခွင့်ပိတ်လိုက်တဲ့အချိန်ကစပြီးကျွန်တော်တို့ eToro ထဲကိုvisa card နဲ့ငွေသွင်းလို့မရတော့ပါဘူးငွေထုတ်တာကတော့ကျွန်တော်တို့ရဲ့ visa card နဲ့ဆက်လက်ခံလို့ရတာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ eToro ကိုငွေသွင်းချင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ချိန်မှာအခုလောလောဆယ်လုပ်လို့ရတာတစ်ခုပဲရှိပါတော့တယ်အဲ့ဒါကတော့ဒီ bank transfer ကနေငွေသွင်းတာပဲဖြစ်ပါတယ်အဲ့ဒါကဘယ်လိုလုပ်လို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ eToro account ထဲမှာ deposit ဆိုတာရှိပါတယ်အဲ့ deposit ဆိုတာကိုနှိပ်လိုက်လို့ရှိရင်အဲ့မှာ credit card တို့ visa card တို့ပြီးလို့ရှိရင်တခြားငွေတွင်းလို့ရတဲ့နီလန်ပေးပေတော့ဗောနော်3နည်းရပေါ်လာပြီးတော့နောက်အောက်ဆုံးမှာ bank transfer ဆိုတာရှိပါတယ်အဲ bank transfer ဆိုတဲ့နေရာမှာကျွန်တော်တို့နှိပ်လိုက်ပြီးတော့အချက်လက်တွေကိုကျွန်တော်တို့တပ်ပုံရိုက်သွားပြီးတော့ကျွန်တော်တို့ဘဏ်မှာတော့ပြလို့ရှိရင်အဲနီးနဲ့ကျွန်တော်တို့ဒီ eToro ထဲကိုငွေတွင်းလို့ရပါတယ်ဒီနေရာမှာကျွန်တော်တို့deposit လုပ်လို့ရှိရင်ငွေတွင်းလို့ရှိရင်တတိထားရမှာတခုကတော့ကျွန်တော်တို့ eToro ကိုငွေတွင်းလို့ရှိရင်ကျွန်တော်တို့ကဒီ broker ကိုတခါငွေတွင်းငွေထုတ်လုပ်တိုင်းဒေါ်လာ5ကျပ်စီပေးရပါတယ်ပြီးလို့ရှိရင်ဒီကိုရီးယားမှာတော့အနည်းဆုံးဒေါ်လာ200ကနေစ deposit လုပ်ရပါတယ်ဒါကြောင့်လို့ကိုက eToro ကိုငွေထည့်တော့မယ်ဆိုလို့ရှိရင်အမောင်များများတစ်ခါတည်းထည့်နိုင်တော့ပို့အဆင်ပြေတာပေါ့နော်မဟုတ်လို့ရှိရင်ဒေါ်လာ100တော့ထည့်100တော့ခဲထည့်ဆိုရင်ထည့်တိုင်းကျွန်တော်တို့က$5ဒီ eToro ကိုပေးနေရမှာဖြစ်ပါတယ်ဒါကတော့ eToro account ဖွင့်လို့ရှိရင်ကျွန်တော်တို့ဘာတွေလိုအပ်လဲပြီးလို့ရှိရင်ငွေသွင်းငွေထုတ်ကဘယ်လိုလုပ်လို့ရလဲဆိုတော့ကျွန်တော်အချင်းချုပ်လင်းပြောပြပြီးတော့တာဖြစ်ပါတယ်အခုကတော့ကျွန်တော် eToro account ဘယ်လိုပိတ်ခံရလဲဆိုတာကိုကျွန်တော်နောက်လူတွေလည်းကျွန်တော်လိုအမှားထက်မလို့အောင်ကျွန်တော်နည်းနည်းလေးပြောပြချင်ပါတယ်ကျွန်တော်ခန့်ကပြောခဲ့လို့ပါပဲဒီ2024ဒီဇင်ဘာနောက်ပိုင်းကနေစမှကျွန်တော်တို့မြန်မာနိုင်ငံသားတွေကိုဒီ
visa ကအသုံးပြုခွင့်ပေးလိုက်တာပေါ့နော်ကျွန်တော်ကစချင်းတော့အဲ့အောင်လည်းမသိခဲ့ပါဘူးဒီဒီဇင်ဘာလအကုန်ခါနီးကျတော့ကျွန်တော်လည်းEToro ငွေနည်းနည်းထည့်မယ်ဆိုမှကျွန်တော်ကထည့်ကြည့်ရပါတော့ကျွန်တော် visa ကနဲ့2ခါ3ခါလောက်ထည့်ကြည့်တယ်မရပါဘူးအဲ့ကျတော့ကျွန်တော်visa ကပဲ error တစ်ခုတက်နေလို့လားဆိုမှကျွန်တော်တကယ်ချင်း2ရောက်လောက်ရဲ့ visa ကကိုငားပြီးငွေထည့်ကြည့်ရပါတော့အဲ့ဒါနဲ့လည်းမရတော့ကျွန်တော်ကဘဏ်ကိုတော့မင်းကြည့်အောင်တော့ဒီ visa ကနဲ့ငွေချေလို့မရဘူးတော့အဲ့ဒါဘာဖြစ်လို့လဲလို့တမင်းတော့ဘဏ်ကတော့ဒီမြန်မာနိုင်ငံသားတွေကိုဒီ visa ကအသုံးပြုခွင့်ပေးလိုက်တယ်ဆိုမှပြောလာတာပေါ့နော်အဲ့ချိန်ကျမှကျွန်တော် visa ကပဲ error တက်နေလို့မဟုတ်ပါလားဆိုမှကျွန်တော်အဲ့ချိန်မှသိရပါတော့အဲ့လိုတီးတော့ကျွန်တော်လည်းဒီ EToro ထဲကိုငွေလည်းထည့်လို့မရတော့ကျွန်တော် EToro အကောင့်ကိုဒီတိုင်းပစ်ထားခဲ့ပါတော့2လ3လလောက်ဒီတိုင်းကိုပစ်ထားခဲ့လိုက်ပါတယ်အဲ့နောက်တော့ဒီ EToro ဘက်ကကျွန်တော်ဒီဖုန်းတွေလည်းတောက်လျှောက်ခေါ်မှဒီ email တွေလည်းတောက်လျှောက်ပို့တာပေါ့နော်ကျွန်တော်ကဒီ EToro ဘက်ကဖုန်းခေါ်လာတဲ့အချိန်ကျတော့ကျွန်တော်အလုပ်ထဲရောက်နေတော့သူတို့ခေါ်တဲ့ဖုန်းထဲမကင်မိဘူးပေါ့နော် email တွေလည်းတောက်လျှောက်ပို့တာပေါ့နော်ကျွန်တော် email ကတစ်ချက်မှပြန်ဝင်ကြည့်မိလိုက်ပါဘူးအဲ့အချိန်နောက်2လလောက်လဲကျတော့ဒီ tariff ကြောင့်လို့ stock တွေအရန်ဈေးကျတော့ကျွန်တော်ကဝယ်ထားတဲ့ stock တွေဘယ်လောက်များဈေးကျနေလဲဆိုမှတိချင်စောနဲ့ EToro အကောင့်အဲ့အချိန်ကျမှဝင်ကြည့်ရပါတော့အဲ့ချိန်တော့ဝင်တော့မရတော့ကျွန်တော်ကဘာမှဖြစ်လဲဆိုမှအဲ့ချိန်ကျမှကျွန်တော်က email ဝင်ချက်လိုက်တော့ EToro ကကျွန်တော်ကိုစာတယ်အများကြီးပို့ထားပါတော့မင်းအကောင့်မင်းနာမည်နဲ့မဟုတ်ဘူးနဲ့တခြားလူရဲ့နာမည်နဲ့ deposit လုပ်ဖို့ကြိုးစားနေတယ်အဲ့ဒါမင်းလားဆိုမှမင်းမတောက်လျှောက်စာပို့ထားပါတော့အဲ့ဒါကျွန်တော်လည်းမကြည့်မိဘူးပေါ့နော်အဲ့ချိန်ကျမှကျွန်တော်လည်းကမန်းကတန်းကြီးနဲ့ကျွန်တော်ဘဏ်အကောင့်ထဲကိုဝင်ကြည့်တော့ဒုံခဲတဲ့2ရက်လောက်မှကျွန်တော်ဘဏ်အကောင့်ထဲကိုဒီကျွန်တော်ရဲ့ stock share တွေအကုန်ရောင်းမှငွေလွှဲထားပေးရပါတော့အဲ့ချိန်က tariff ကြောင့်ဒီ stock တွေလည်းရန်ဈေးကျနေတဲ့အချိန်ဆိုတော့ကျွန်တော်ရင်းထားတဲ့အရင်ထဲကဒေါ်လာ3-4 ချီလောက်အရှုံးခံပြီးရောင်းလိုက်ရတာပေါ့နော်ဒါပေမဲ့တော်လေးလို့ပြောရအောင်ပေါ့နော်အဲ့လောက်ပဲရှုံးမှကျွန်တော်ဒီငွေတွေအကုန်ပြန်ရလိုက်တာပေါ့နော်ဒါကတော့ကျွန်တော် EToro အကောင့်ဘယ်လိုပိတ်ခံရလဲဆိုတာကိုကျွန်တော်နောက်လူတွေတင်ခန်းစာယူလို့ရအောင်ကျွန်တော်နည်းနည်းပြောပြတာပဲဖြစ်ပါတယ်ဒါကြောင့်လို့ကိုက EToro မဟုတ်ပါဘူးလို့နော်ဘယ် broker ဖြစ်ကိုနာမည်နဲ့မဟုတ်ပဲနဲ့ဒီ deposit လုပ်တာကိုလုံးဝမလုပ်သင့်ပါဘူးမဟုတ်လို့ရှိရင်ကိုအကောင့်အပိတ်ခံရတာလို့ဘန်ခံရတာလို့ဖြစ်နိုင်ပါတယ်လို့ကျွန်တော်ပြောပြချင်ပါတယ်။အဲ့လိုနဲ့ကျွန်တော် EToro အကောင့်ပိတ်ခံရတော့ Tiger Broker လည်းတုံးလို့ရတယ်ဆိုတော့ကျွန်တော် Tiger Broker ပြန်စတုံးခဲ့ပါတယ်။ဒီမှာဒီ deposit လုပ်လို့ရတဲ့နည်း2နည်းရှိပါတယ်။ပထမတစ်နည်းကတော့ bank transfer လုပ်တဲ့နည်းရယ်နောက်တစ်နည်းကတော့ Wise ကနေတစ်ဆင့်ငွေသွင်းတဲ့နည်းလမ်းပဲဖြစ်ပါတယ်။